ကျွန်တော်တို့ဒီ PC ကနေပြီးတော့ပေါ့နော် PC owner account ကနေပြီးတော့မှကျွန်တော်တို့ဒီdime break တွေထိုးသား break တွေပြီးလို့ရှိရင်ကျွန်တော်တို့ဒါတူးချင်း break တွေအများ break တွေကိုဘယ်လိုမျိုးသတ်မှတ်လို့ရလဲဘယ်လိုပြောင်းလဲပြင်ဆင်လို့ရလဲဆိုတော့ကျွန်တော်ပြပြမှာဖြစ်ပါတယ်နော်ဥပမာကျွန်တော်တို့ကဆိုကြပါစို့ကျွန်တော်ဒီမှာဆိုရင်ဒါတူးဒီမနက်ပိုင်းအတွက်ကျွန်တော်က1000 break သတ်မှတ်ထားပါတော့တကယ်လို့အဲ့1000 break ကိုပြန်ပြင်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့စောစောကချိန်ထဲကိုသွားလိုက်မယ်သွားပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ပြင်လို့ရပါတယ်เนาะကျွန်တော်မနက်ပိုင်းအတွက်ကျွန်တော်ကဒီမှာ 2D ကို1000 break သတ်မှတ်ထားတယ်အဲ့နေရာမှာကျွန်တော် click တစ်ချက်ထောက်ပြီးတော့မှ 2D break ကိုပြောင်းလို့ရပါတယ်ကြည့်လို့ကိုကအဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်ကဖုန်းကနေပြင်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ပြင်လို့ရပါတယ်เนาะဖုန်းကနေပြင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းကနေသွားပြီးတော့မှကျွန်တော်တို့ဒီမှာရောင်းချသတ်မှတ်တဲ့ကိုသွားမယ်ပြီးလို့ရှိရင်စောစောကကျွန်တော်တို့ပြင်တဲ့အချိန်ကိုကျွန်တော်တို့ edit ဖိထားပြီးတော့ပေါ့เนาะ edit လေးပေးပြီးတော့မှကျွန်တော်တို့ဒီမှာကျွန်တော်တို့ break တွေကိုကျွန်တော်မနက်ပိုင်းညနေပိုင်းကျွန်တော် break တွေကိုပြန်ပြီးတော့မှပြင်ဆင်လို့ရမှာဖြစ်ပါတယ်เนาะအဲ့တော့ဒါကတော့ကျွန်တော်တို့အခုဒီမှာပြထားတဲ့ဟာကတော့ကျွန်တော်တို့ကဒီမှာပြထားတဲ့ break ကကြတော့ဒါကျွန်တော်တို့ကမနက်ပိုင်းအတွက်ကျွန်တော်တို့က dime break ဖြစ်ပါတယ်เนาะ dime break ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ dime break ပေါ့เนาะတကယ်လို့အဲ့နေရာမှာကျွန်တော်တို့ကdime break မဟုတ်ဘူးကျွန်တော်တို့ကdime break ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့နောက်ထပ်ပြီးတော့မှအများ break နဲ့ကျွန်တော်တို့ချင်း break ဆိုတာလေကျွန်တော်တို့ဘယ်လိုမျိုးပြောင်းလဲဆိုပြပြပါမယ်ကျွန်တော်တို့အများ break ဆိုတာကကြတော့ကျွန်တော်ဥမာကျွန်တော်က3ည3ညကို1000 break ထားထားတယ်ဆိုလို့ရှိရင်ဒီဥမာဆိုကြပါစို့ကျွန်တော်ကမမောင်ကလည်း1000ထည့်လို့ရမယ်ကိုကလည်း1000ထည့်လို့ရမယ်ညီကလည်း1000ထည့်လို့ရမယ်ပေါ့နော်1000စီထည့်လို့ရမယ်တဝူကိုဒီတစ်ခွက်ကိုကျွန်တော်က1000စီထည့်လို့ရမယ်ပေါ့နော်တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ကတဝူချင်း break ကိုပြောင်းလိုက်မယ်ဆိုလို့ရှိရင်ရောတဝူချင်း break ကိုပြောင်းလိုက်မယ်ဆိုလို့ရှိရင်တော့ဥမာမမောင်ကကျွန်တော်က3ည3ညကို9000မယူထားရင်ကိုက9000မှုပဲရတယ်မဟုတ်ဘူးเนาะအဲ့မှာညီကနေတင်မယ်ဆိုတော့လုံးဝမရတော့ဘူးဘာလို့ဆိုတော့ तू ကဒီတဝူချင်းစီအလိုက်ပေါ့เนาะဒီသူတို့ရှေ့ကလူကကျွန်တော်ကဒီ1000မိုးတင်ထားရဆိုတော့နောက်ကလူတွေကမရတော့ဘူးရှေ့ကလူက2000မိုးတင်ထားရဆိုရင်နောက်ကလူတွေကအဲ့ကျန်တဲ့ဟာကိုမှကျွန်တော်ခွဲပြီးတော့မှကျွန်တော်တို့ရတဲ့ပမာဏတိုင်းတင်လို့ရတာမှဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာလဲကျွန်တော်တို့ကတူးချင်း break အများ break ပြောင်းနေတယ်ဆိုရင်ဒီ bottom လေးကနေနှိပ်ပြီးတော့ပြောင်းလို့ရပါတယ်เนาะဒီမှာဆိုရင်ကျွန်တော်တို့က1 break ကျွန်တော်ဒီမှာဆို all break ဆိုပြောင်းလို့ရတယ်အဲ့တော့ဒီမှာပြောင်းလိုက်တဲ့အတိုင်းပဲကျွန်တော်တို့ဖုန်းမှာလည်းတွားပြီးတော့ပေါ်နေမှာဖြစ်ပါတယ်ဖုန်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ 2D တဲကကျွန်တော်တို့ဒီမှာ ledger ထဲကိုဝင်ကြည့်ပြရမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာ ledger ထဲမှာဆိုရင်ကျွန်တော်တို့ဒီမှာအများ break ဆိုပြီးတော့ပြနေပြီပေါ့เนาะအဲ့မှာကျွန်တော်ကဒီ PC ကနေပြီးမှကျွန်တော်တို့တစ်ချက်ပြောင်းလိုက်ပြီပေါ့เนาะPC ကနေပြီးကျွန်တော်တစ်ချက်ပြောင်းကြည့်မယ်ကျွန်တော်အများ break ကိုကျွန်တော်က1 break တူးချင်း break ပြောင်းလိုက်ပါမယ်เนาะပြောင်းတဲ့ချိန်မှာကျွန်တော်ဖုန်းမှာလည်းသူက auto ပြောင်းပြီးတော့မှဖြစ်ပါเนาะကျွန်တော်ကဖုန်းမှာလည်း auto ပြောင်းပြီးတော့မှဖြစ်တယ်တကယ်လို့အဲ့ဒါအောင်မှကျွန်တော်ကကွန်ပျူတာနေမပြောင်းချင်ဘူးဖုန်းကနေပဲပြောင်းနေတယ်ဆိုလို့ရှိရင်ဖုန်းကနေပြီးတော့မှများ break ကိုကျွန်တော်ကရွေးလိုက်မယ်ဆိုရင်ကျွန်တော်အသေးကြပါနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ကဒီ PC app မှာပါကျွန်တော်တို့ကအများ break ကိုအော်တိုပြောင်းပြီးတော့မှဖြစ်ပါတယ်เนาะဒီလိုပဲကျွန်တော်ကဗီအများ break နဲ့တူးချင်း break ကိုကျွန်တော်ကဖုန်းကနေပြီးတော့အလွယ်တကူပြောင်းလို့ရသလိုကျွန်တော်တို့ဒီကွန်ပျူတာကနေပြီးတော့မှ owner account အနေနဲ့အလွယ်တကူပြောင်းလို့ရမှာဖြစ်ပါတယ်เนาะနောက်တစ်ခုကကျွန်တော်တို့ page ကနန်းထည့်တာပေါ့နော်အဲ့တော့ page ကနန်းထည့်မယ်ဆိုရင်ကျွန်တော်ဆိုကြပါစို့ကျွန်တော် 2D အတွက် page ကနန်းထည့်မယ်ဆိုရင်ကျွန်တော်တို့အပေါ်ဆုံးပါကြဒီနေ့မနက်ပိုင်းအတွက်ပေါ့နော် page ကနန်းထည့်မယ်ဆိုရင်ကျွန်တော်ထည့်ဆိုလေးနေလို့ရှိရင်ဒီနေရာမှာကျွန်တော်ကကနန်းတစ်လုံးနဲ့ဆိုရင်တော့တစ်လုံးနဲ့ရိုက်ထည့်ပေါ့နော်တကွက်ထက်ဆိုရင်တကွက်ထက်ရိုက်ပြီး okay လေးပေးလိုက်လို့ရတယ်ဒါဆိုရင်ကျွန်တော်3ည3ည page ကနန်းပြသတ်မှတ်လိုက်ပြီပေါ့နော် page ကနန်းပြသတ်မှတ်လိုက်ပြီဆိုလို့ရှိရင်ဆိုတာနဲ့ကျွန်တော်ဖုန်းမှာလည်းသူက auto တန်းပြီးတော့မှဒီမှာဒီ3ည3ညဒီ close ဖြစ်သွားပါမယ်နော်ဒါဆိုရင်သူကကနန်း page ကနန်းဆိုပြီးတော့မှသူပြပေးတာဖြစ်ပါတယ်နော်တကယ်လို့ကျွန်တော်တကွက်ထဲမဟုတ်ဘူး3-4ကွက်တစ်ခါလေးပေးချင်တယ်ဆိုရင်ဥမာ1နဲ့ဆိုကြပါစို့ကျွန်တော်တို့ဒီမှာ3ည1 3ည2ပေါ့နော်3ည3ဆိုပြီးတော့ကျွန်တော်တို့ထည့်လိုက်မယ်ပြီးရင်ကျွန်တော် okay နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ3ည1 3ညဆိုဒါဒီ page ကနန်းတွေဖြစ်သွားမှာပေါ့နော်အဲ့တော့ကျွန်တော်ဖုန်းမှာဆိုလို့ရှိရင်လည်းကျွန်တော်ကအကုန်လုံးဒီကွန်ပျူတာနေပြီးတော့မှထည့်လိုက်တာနဲ့ကျွန်တော်ဖုန်းမှာပါတစ်ခါတန်းပြီးတော့မှ page ကနန်းဖြစ်သွားမှာဖြစ်ပါတယ်နော်အဲ့တော့တကယ်လို့ဖုန်းကနေတော့ပိတ်လို့မရဘူးဆိုတော့ဖုန်းကနေလည်းပိတ်လို့ရပါတယ်ဖုန်းကနေကျွန်တော်ကဒီမှာဆိုကြပါစို့3ညလေးကိုကျွန်တော်တစ်ချက် open ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကကုလို့ပြောင်းသွားမယ်ပေါ့နော်အဲ့ကုလို့ပြောင်းသွားပြီဆိုတာနဲ့ကျွန်တော်ဒီမှာလည်းကွန်ပျူတာမှာလည်းကျွန်တော် page ကနန်းဖြစ်လာပေါ်မှာဖြစ်ပါတယ်နော်တကယ်လို့ကိုပိတ်ထားတဲ့ page ကနန်းတွေကိုပြန်ပြီးတော့ဖွင့်နေတယ်ဆိုရင်ကိုဖွင့်နေတဲ့ page ကနန်းလေးတွေ close ကို shut ထပ်နှိပ်လိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော် page ကနန်းလေးတွေက open ပြန်ပြောင်းသွားမယ်ဒါဆိုလို့ရှိရင်ကျွန်တော်အကုန်လုံး page ကနန်းတွေအကုန်ပြန်ပြီးတော့ပြောင်းသွားပြီပေါ့နော်အဲ့တော့မှကျွန်တော်ပြန်ပြီးတော့မထည့်ချင်တယ်ဆိုရင်ကျွန်တော်ထည့်နေပြီးတော့မှတစ်ပြန်ပြီးတော့မှ page ကနန်းကိုထပ်ထည့်လို့ရပါတယ်နော်တကယ်လို့ကွန်ပျူတာနေဖြတ်ချင်တယ်ဆိုရင်ကိုဖြတ်ချင်တဲ့ page ကနန်းကို select လေးပြီးတွေ့ရှင်ဖြတ်စော်လေးနေပြီးတော့ဖြတ်လိုက်လို့ရပါတယ်နော်ဒါတော့ကျွန်တော်တို့ဒါကွန်ပျူတာမှာကျွန်တော်တို့ page ကနန်းထည့်ရတဲ့ပုံစံနဲ့ကျွန်တော်တို့ဒီ Android ကနေပြီးတော့ owner app ကနေပြီးတော့မှ page ကနန်းထည့်ရတဲ့ပုံစံဖွင့်ရတဲ့ပုံစံလေးကိုကျွန်တော်ပြန်ဖြတ်ရတဲ့ပုံစံလေးကိုကျွန်တော်ပြပေးတာဖြစ်ပါတယ်နော်တကယ်လို့ page ကနန်းတွေကို copy ယူနေဆိုရင်တော့ကွန်ပျူတာမှာကျွန်တော် copy ဆော်လေးရှိပါတယ် copy ဆော်လေးနေလို့ရှိရင်ဒါ page ကနန်းတွေကို copy ယူတာဖြစ်သွားမှာဖြစ်ပါတယ်နော်နောက်ခုကကျွန်တော်တို့ဒီစင်းရင်မထည့်ခင်မှာပေါ့နော်ကျွန်တော်တို့ဒါပြင်ရမယ့်ပိုင်းလေးတစ်ခုရှိတယ်အဲ့ဒါပြင်ရမယ့်ပိုင်းဆိုတာကဒီလိုပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းပုံမူတည်ပြီးတော့ပြင်ရမယ့်ပုံပြင်ရမယ့်ဖြစ်ပါတယ်နော်ဒီမှာဆိုကျွန်တော် R ပြည့်လို့ပြတ်ထားပါတယ်အဲ့တော့ R ပြည့်ဆိုတာကဘာကိုပြောရလဲဆိုရင်ကျွန်တော်တို့ဆိုကြပါစို့ဒီမှာဆိုရင်ကျွန်တော်တို့ကျွန်တော် R ပြည့်ဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီမှာဒါတဝက် R ပေါ့နော်တကယ်လို့အပြည့်အောင်ကျွန်တော်ပြောင်းလိုက်မယ်ဆိုရင်ဒီမှာ R ပြည့်ဆိုလို့ရှိရင်သူက1နှစ် R 1000တင်မယ်ဆိုရင်1နှစ်1000 1နှစ်1000စုစုပေါင်း2000ဆိုပြီးတော့သူကစင်းရင်သွင်းသွားမှာဖြစ်ပါတယ်အဲ့တော့တချို့နယ်တွေကကျတော့ကျွန်တော်ကဒီလိုမျိုး R ပြည့်မသုံးမနဲ့တဝက် R ကိုသုံးတာရှိရပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်တဝက် R ပြောင်းသွားမယ်
ပြောင်းသွားပြီဆိုရင်ကျွန်တော်ကတဝက်အားဆိုတာ1နှစ်အား1000ထည့်ရင်1နှစ်900 2နှစ်900စုစုပေါင်း1000ဆိုပြီးတော့မှဝင်သွားမှာဖြစ်ပါတယ်နော်အဲ့တော့ဒီမှာဆိုရင်တဝက်အားပြောင်းထားဆိုလို့ရှိရင်အားတဝက်ဆိုပြီးပေါ်နေမယ်ဒီလိုအပြည့်အားပြောင်းထားမယ်ဆိုလို့အပြည့်အားဆိုပြီးပေါ်နေမှာဖြစ်ပါတယ်နော်တကယ်လို့ဒီဟာကိုအပြည့်အားနဲ့တဝက်အားကိုကျွန်တော်ကဖုန်းကနေပြောင်းနေတယ်ဆိုလို့ရှိရင်ရပါတယ်ကျွန်တော်ပြင်ဆင်တဲ့ဝင်လိုက်ဝင်လို့ရှိရင်ကျွန်တော်ဒီနေရာမှာအားပြေးလေး on ထားတွေ့ပါလိမ့်မယ်ဒါလေးကိုကျွန်တော်တစ်ချက်ပိတ်လိုက်လို့ရှိရင်ကျွန်တော်ကတဝက်အားပြောင်းသွားဖြစ်ပါတယ်အဲ့တော့ဒီမှာပြောင်းလိုက်တာနဲ့တပြိုင်တည်းကျွန်တော်ကPC မှာပါတခါတည်း owner account မှာပါတခါတည်းတက်မြောက်ဖြစ်ပါတယ်နော်ဒါလို့ပြန်ပြီးတော့မှအပြည့်အားပြန်ပြောင်းနေဆိုရင်အပြည့်အားလေးကိုပြန်ပွင့်ထားလို့ရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပြောင်းလိုက်ပြီဆိုတော့ PC မှာလည်းကျွန်တော်တို့ကအပြည့်အားပြန်ဖြစ်သွားမှာဖြစ်ပါတယ်တကယ်လို့ PC မှာတဝက်အားပြောင်းလိုက်မယ်ဆိုရင်ဒီမှာတခါတည်း auto ပိတ်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်နော်ကျွန်တော်ဒီမှာနမူနာပြရပါမယ်ကျွန်တော်ဒီမှာပိတ်လိုက်ပြီဆိုတော့ ကျွန်တော်တို့ကိုယ့်ရဲ့ဒီ owner app မှာပါတခါတည်းပိတ်သွားမှာဖြစ်ပါတယ်နော်အဲ့တော့ဒီလိုမျိုးကျွန်တော်ကကိုလိုချင်တယ်လိုမျိုးကျွန်တော်ကအပြည့်အားနဲ့တဝက်အားကိုကျွန်တော် option လေးကိုအဖွင့်ပိတ်လုပ်ပြီးတော့မှထားလို့ရမှာဖြစ်ပါတယ်နော်